setting လေးပေါ်တက်လိုက်နော် နာတော့မချက်ပြောင်းလိုက်ကြတယ် မဘယ်လိုဖြစ်သွားဆက်ဖြစ်တော့ ဟောင်းလို့ဘယ်ဟာရလဲမူစားရင်းတလည်းမဟုတ်တယ်ဘယ်ဟာရလဲဟာရညံ့ထားတယ်မှာညံ့တာ ဟုတ်စားပြန်ချမရတော့အရင်တော့ဖြစ်ဘူးလား ဒီလို ဒီကတော့စောင်းလိုက်စောင်းတော့နော်တော့ဒီရောအဲ့ချိုးလေးဝယ်ဆောင်တော့โอเคဆက်လိုက်လား တယ်ပြန်မလား လေးလေးရောလောပါလေး မကောင်းတာမှာ အဲ့ဒါဘယ်လိုလုပ်ကြလဲ တော့မှလာတယ် ကျွန်တော်လည်းဘိုးဘယ်မျိုးကြီးရောဟာဟုတ်စီငါဝယ်ဒီပဲစောင်းပြီးချိုးတော့နော်စားတာဘာစားကိုစားတာဘာစားပြုတ်အောင်နော်လိုက်ချိုးပြုတ်စားရလားမိုင်းစားရတယ်နော်ဟုတ်စီဟုတ်စီဟုတ်စီရရနော်တော့စီစီဒါတခြားစီရေးစီပါ သိချာတယ် ဝေးရတယ်ဒီတိုင်းနော်ရတယ်နော် ဒါဆိုပြသိချာလိုက်ရင် ဒီရလာရပါတော့ဘာဖြစ်တော့စီဘူးโอเคနော်စိတ်ပူနေလားစိတ်မပူနေကျွန်တော်ကကားမောင်းအဝက်ကမြို့ပြင်ရောက်နေတာဒီနေ့ကလာပြီလာပွဲပိတ်တဲ့ရက်ဆိုလေဒီမှာရောက်နေတယ် တော့မှပြန်ဖြစ်တော့ ပြန်ပြပါဦးပြန်ပြလဲလောစေတော့အမာမဝါနဲ့ပြီးတော့ကြိုက်ခွဲတဲ့ဟာတွေနော်ကြိုက်ခွဲတဲ့ဟာတွေပဲစားနေမှာနော်ဒီနော်โอเคဆိုရင်လည်းမဆိုရင်လည်းတော့ညဆိုရင်ဒီရုံနဲ့အဲ့ဒါမှဘာမှမဖြစ်ဘူးကျွန်တော်လေးကြည့်တယ်နော်မကြောက်နဲ့တော့အခုဒီဥစ္စာအိမ်ကျရင်လည်းပြုတ်လာလေးပဲစားတာပြီးတော့ကြဲကြဲဟာတန်းလာလေးကြီးတာလေးတိတ်နှောင်းနေနော်အခုဒီမှာဆေးကပ်ပေးထားမယ်မနက်ကျမှခေါ်လာမနက်ဖြန်ကျတော့လည်းလာခဲ့တော့ဆက်နေမနက်ဖြန်ဆေးကပ်ဖွင့်နေဒီနေ့ကလာပြီးတော့ပိတ်လို့နော်မနေ့ကျတော့ sorry ပါနော်ဝေးရတယ်နည်းနည်းကိုင်းလုံးကမှဒီဟာလေးဟိုဟာတော့စင်းတူရတယ်တူတယ်ဟုတ်တယ်အဲ့ဟိုကျတော့ကြီးရတယ်ဒီနားတစ်ချက်ကလေးချော်တာဒီတစ်ခုရယ်နှစ်ခုလွဲတာနော်လွဲတာဖြစ်ပါဒီနည်းလေးရပါလိမ့်မယ်ဒီမှာအဲ့ဘယ်နှနေကြ90ပုံနေတော့ရောက်ရဒီရခွဲတော့အားလေးစားရေးပေးတယ်ဆိုတော့ချက်တွေလည်းအားရတယ်ဒီဘက်ကလည်းနှစ်ဖက်လုံးဝချော်တာဖြစ်တယ်နော်နှစ်ဖက်လုံးကပ်နော်ပူလို့ရှိရင်တော့တစ်နိုင်လောက်နေခေါ်လိုက်တော့နော်ကြားလိုက်ကြားရှုအဲ့လိုကြည့်ရပါတယ်โอเคရပါတယ်တိတ်လေးပြလိုက်အိမ်ထဲမှာပေါ်နေမှာဆိုတော့